ခြားဗီလာတွေလို့မြို့ပြင်မှာမဟုတ်ပဲနဲ့မြို့ထဲမှာရှိတဲ့ပရီမီယံဗီလာလေးတစ်ခုနဲ့ဒီနေ့ကကမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကကနဲ့အတူတူဗီလာလေးကိုလိုက်ကြည့်ကြစို့အားလုံးဝမင်္ဂလာပါကျွန်မကတော့ Jessica ပါ Property Specialist နဲ့ Influencer ဖြစ်ပါတယ်ဒီနေ့ကက Banana Area Luxury Residential Area ထဲမှာရှိတဲ့ Villa အမျိုးအစားနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီ Villa လေးရဆိုလို့ရှိရင်ဒီ MRT Sea Bearing နဲ့ဆိုလို့ရှိရင်800မီတာပဲကွာဝေးပြီးတော့လမ်းလျှောက်ပြီးတော့တွားလို့ရတယ်သူ့မှာစုစုပေါင်းအလုံး33လုံးလဲပါပြီးတော့ဈေးကတော့ဒီ60 million ဘက်ကနေပြီးတော့စတင်ပြီးဝယ်ယူလို့ရမှာဖြစ်ပါတယ်အကျယ်ဝန်းကတော့ဒီ386 square meter 286 square meter ဆိုပြီးတော့နှစ်မျိုးရှိရယ်ကဲဒါဆိုရင်ကကနဲ့အတူတူဒီ room tour လေးကိုစကြစို့ဒီလိုမျိုးဝင်ဝင်ချင်းမှာဆိုလို့ရှိရင် living area ပါမယ်အကြီးကြီးပဲပေါ့နော်သူ့ရဲ့ ceiling height ကလည်းတော်တော်မြင့်တယ်ဟိုပြီးသွားရင်ဒီမှာဆိုလို့ရှိရင်ဒီလူ9ယောက်လောက်စားလို့ရတဲ့ဒီမှာ dining table ထားလို့ရမယ်ဒီမှာတော့သူပြရတာကတော့ဒီ9ခု8ခုထားလို့ရတယ်ပေါ့နော်ပြီးသွားရင်ကကကြိုက်တဲ့အချက်ကဒီဘက်မှာ garden area လေးလုံလို့ရတယ်ပြီးသွားရင်ဒီဘက်မှာဆိုလို့ရှိရင် swimming pool လေးပါမယ်သူက premium တော်တော်ဖြစ်တယ်လို့ပြောရမယ်ဒီလိုမျိုး facility တွေနဲ့ဒီလိုမျိုးပါတယ်ဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်စုစုဘတ်တန်း30တန်း40လောက်ရှိရပေါ့နော်တိုင်းရင်ဒီဘက်ချမဆိုလို့ရှိရင် kitchen counter လေးထားလို့ရမယ်ငါဆိုလို့ရှိရင်ဘားလေးလုပ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာအိမ်နာရေချိုးခန်းတစ်ခုပါမယ်ဒီ villa လေးဟာဆိုလို့ရှိရင်ဒီမြို့ထဲမှာနေရတာကြိုက်တဲ့သူတွေအတွက်ကောပြီးတော့ရင် premium ဖြစ်နဲ့အထက်ခိုးအမြင့်ကြိုက်တဲ့သူတွေအတွက်ကောနှစ်ခုလုံးအဆင်ပြေတဲ့ villa လေးဖြစ်ပါတယ်သူ့ရဲ့ location ရဆိုလို့ရှိရင်အနီးမှာဒီ sea bearing အဝါရောင်လိုင်းရှိတယ်ပြီးတော့ရင်ဒီအစိမ်းရောင် bearing line ကိုလည်းအလွယ်တကူသွားလို့ရတယ်ဒါအပြင်ဒီ lifestyle mall တွေနဲ့ဆိုလို့ရှိရင်ဘန်ကောက်မောရှိတယ်ပစ်စီရှိရ lotus ရှိရ macro ရှိရပေါ့နော်international school အနေနဲ့လည်း international school 5ခုရှိတယ်St. Andrew International School ဘန်ကောက်ပတ္တန International School ပြီးတော့ရင် Thai Singapore International School နဲ့တခြား International School တွေအများကြီးရှိတယ်ဆေးရုံတွေအနေနဲ့ဆိုလို့ရှိရင်လည်းအများကြီးရှိတယ်
ခုနပြခဲ့တဲ့အမျိုးအစားလေးကတော့တောင်းဟုံးပုံစံပေါ့နော်အခုဟာလေးကတော့ Sapro သူကကြတော့ Twin House ပုံစံမျိုးလေးဖြစ်ပါတယ်သူကတော့285 square meter ကျယ်ပြီးတော့သူလည်းခုနကလိုပဲ3တက်3.5 ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့4တက်ပါတဲ့အမျိုးအစားလေးပဲဖြစ်ပါတယ်သူ့ကိုတော့16.2 million ဘက်ကနေပြီးတော့စတင်ပြီးဝယ်ယူလို့ရမှာဖြစ်ပါတယ်အခုဆိုရင်တော့သူကဒီလိုမျိုးမြင်ချင်းမှာဆိုလို့ရှိရင်ဒီ living area ပါတယ်ပေါ့နော်ဒါပေမဲ့ခုနကလိုမျိုးတော့အရန် living area ကြီးကဒီအလျားကျဲမနေဘူးဒါပေမဲ့သူကတော့ဒီလိုမျိုးအရှိလိုက်လေးကိုတော့ကျဲအောင်လုပ်ထားတယ်ပြီးတော့ရင်ဒီမှာသူက dining ဒီ seat တွေကိုလည်းအများကြီးထည့်ပြထားတယ်ပြီးသွားရင်သူကကြတော့ဒီရေကူးကန်မပြတာဘူးပေါ့နော်ဒီလိုမျိုးခါရန်ကလေးပဲလုပ်ပြထားတယ်ဒီတော့ရင်ဒီဘက်အချမ်းမှာဆိုလို့ရှိရင်လည်းခုန type လိုမျိုးလေးပဲ twin home ဒီလိုမျိုးဘားကောင်တာလေးပါမယ်ပြီးတော့ရင်ဒီဘက်မှာဒီလိုမျိုးသူကကြောက် L shape kitchen လေးထည့်ပေးထားပြီပေါ့နော်ဒါကဒီလိုမျိုးပုံစံလေးကိုပိုကြိုက်တယ်ခုနအထက်ဒီမှာဆိုရင်လည်း sink ကိုသူက2ခုခွဲထည့်ထားတယ်ဟိုးဒါရင်ဒီဘက်အချမ်းမှာအိမ်နိုင်ရေးချိုးကန်ရှိမယ်ကြည့်ကြဒါလေးကတော့ဒုတိယမြောက်အထက်လေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကတော့ walking space လုပ်ပြထားတယ်ပေါ့နော်ကိုကတော့အိတ်ခမ်းလေးထည့်လို့ရတယ်ကတော့ဒီ walking space လုပ်တာကိုပိုကြိုက်တယ်ဗျဖြစ်လို့လဲဆိုတော့ဒီဘက်မှာဒီ living area ကိုလှမ်းမြင်ရတယ်အလင်းအောင်လည်းအရန်ကောင်းတယ်လုံးဝအလုံးလုံး motivation ပြည့်ရနေမှာမှန်ပဲအခုတတိယမြောက်အထက်ကိုရောက်နေတာပေါ့နော်သူတို့ကတော့ဒါကိုဒုတိယမြောက်အထက်လို့ပဲသတ်မှတ်တယ်ဒါလေးကတော့ master bedroom နဲ့တွဲရက်ဒီလိုသူက living area ပုံစံမှာလုပ်ပြရတယ်ဖြစ်လို့လဲဆိုတော့ဒီအလွှာအကျယ်ကြီးပဲပေါ့နော်ရင်ဒီဘက်ကနေပြီးတော့ view ကြည့်လို့ရမယ်ရင်ဒီဘက်အချမ်းမှာ garden လေးပါမယ်မမဆိုလို့ရှိရင် garden လေးပါတယ်ပေါ့နော်ရင်ကကြိုက်တဲ့အချက်ကသူကဒီအလွှာတိုင်းမှာဒီ wardrobe room ကိုတသက်ထည့်ပေးရတယ်ပေါ့နော်ဆိုလို့ရှိရင် wardrobe room ကြီးပဲဖြစ်ပါတယ်ဟိုအဲ့ကြီးများတဲ့တူတွေတော့အရင်အစ်စ်ပြေဒီလိုမျိုးပတ်သက်ပါမယ်ရင်ဒီမှာဆိုလို့ရှိရင် master bedroom မှာဆိုလို့ရှိရင် automatic toilet လည်းပါတယ်ကအကို3တက်မြောက်ကိုရောက်နေရပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အိတ်ခမ်း2ခမ်းပါတယ်ဘယ်လိုမျိုးဖွဲ့ထားလဲဆိုတာတကြည့်ကြမယ်ဒီမှာအိတ်ခမ်းပါမယ်ပြီးတော့ရင်သူကဒီအိမ်နိုင်ရေချိုးခန်းပါတယ်ဒီခန်းနားမှာပဲပေါ့နော်ပြီးတော့ရင်ဒီ walking closet အသေးလေးလောက်ထားပေးတယ်မိန်းကလေးတယောက်တည်းအတွက်ဆိုရင်တော့အဆင်ပြေလိုလေးရဒါလေးကနောက်အိတ်ခမ်းတစ်ခမ်းပဲဖြစ်ပါတယ်။တွားရင်ဒီကနေသူကကြတော့ဒီဘက်အချမ်းမှာဝရန်နာလေးလှုပ်ထားပြီးတယ်။တွားရင်ဒီမှာပဲခုနလိုမျိုးလေးပဲသူကဒီတောက်လေးမှာအဝတ်ခမ်းထားရတယ်။ဒီဘက်အချမ်းမှာအိမ်နိုင်ချိုးခမ်းပါတယ်။အိမ်နိုင်ချိုးခမ်း2ခုပါတယ်ဒီထပ်မှာပဲအိတ်ခမ်း2ခုနဲ့ဒီပေါ်တော့မှာဆိုလို့ရှိရင် rooftop လေးရှိရပေါ့နော်။ Okay.
villa လေးရဆိုလို့ရှိရင် passport ရှိရုံနဲ့ဝယ်ယူလို့ရနိုင်ပြီဖြစ်ပြီးတော့facility စုံစုံလေးလေးနဲ့မြို့ထဲမှာရှိတာမဟုတ်လို့အခုပဲစိတ်ဝင်စားရဆိုလို့ရှိရင်ကက Jessica Property Special မှာလာအောင်ဝင်မြန်ပြီးတော့ဝယ်ယူနိုင်ပါပြီဒီနေ့ဗီဒီယိုလေးကလာ promote ချပေးမှာပြပြချမယ်နော်တတာ